မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ဒီချွမ်ပြလေးအစဆုံးဖြတ်တာလေးတင်ပေးပါမယ်ဗျာအားလေးကြည့်ရင်လည်းအားချောင်ကြတာပေါ့ဗျာကြောက်ကလေးကကာလာလှတယ်ဗျာချောတဲ့ဈေးကွက်တာမကောင်းတာဗျာအကျန်းတွေကတော်တော်ကိုမြောက်တာဗျာတော်တော်နဲ့မရောက်မီမနှဲပြောယူရတာကလေး၃ယောက်မိမ၂ယောက်နဲ့အမေအိုကြီးလှုပ်ကျွေးနေတာပါဇွတ်ပြောငိုးယူပြီးတော့မှဝဲလာခင်ဝိုင်းပဲဝဲတာဗျကြောက်ကဖြတ်တာပေါ့ဗျာအိမ်ရောက်တော့ကိုကြီးဘလို့ဖြတ်မလို့ဘလို့မှဖြတ်နေလေကပိုင်းလိုက်ဆိုပိုင်းချပလိုက်တာအနာမြင်ရင်လို့ပါအနာမြင်ရမှကျွန်တော်တို့စိုက်ကြီးဖြတ်မလားစိုက်သေးဖြတ်မလားတစ်ခါထပ်စဉ်းစားတာဖြတ်လိုက်တော့တတုံးလုံးပြတယ်ဗျမင်းနဲ့ဘုံကြီးမှောက်ထားသလိုပဲအပေါ်တွေရောထက်တွေရောအောက်တွေရောကြောက်ကလည်းလူလိုပဲပြတောက်နေအနာလည်းလုံနေကြဘာမှသိပ်ပြီးတော့ရှုပ်ရှုပ်ဆက်ဆက်မပါအောင်နာလုံတော့စိုက်ကြီးဖြတ်မှာပေါ့ဗျာအဲ့မှာပရိဖြတ်တဲ့နေရာမှာကိုကကြောက်ကတခုခုအားသာချက်တော့ရှိမှာဗျာရောင်းစားရင်လေကြောက်စီကြောက်သားကောင်းတာလားကလာလာတာလားစိုက်လာတာလားဘာတော့တခုခုတော့ကောင်းမှာအောင်ဗျကောင်းမှလည်းဝယ်တဲ့လူကဝယ်မှာဘာမှသိမကောင်းဘူးအီရောဆိုလို့ရှိရင်တော့လုံနေနေဗျအဲ့ဒါပတ်စံကုန်တယ်မိတ်ဆွေတို့လည်းလက်ခကုန်တယ်လက်ကားချိန်ကုန်တယ်ဗျဒါလွှာထားတာဗျကိုဖူး30လောက်ရှိတယ်ဗျစိုက်ကခွန်လောက်ဖြန့်လဲကာလာတင်ပါတယ်တော်တော်ကြီးရောက်တော့ကာလာဒါမဲ့လည်း30ပဲဖြတ်လိုက်တော့မယ်ဆိုပြီး30ဖြတ်လိုက်တာဗျဒီလုံလို့ရမရဘူးလုံလို့ရမရဆိုဘယ်ကြောက်နေပါဖြတ်တော့ဒီဆက်ထဲလိုက်ရင်တော့လုံးပြီပတိတော့ဖြစ်သွားမှာရောင်းစားလို့ရမရရှိသေးတာအဲဒါကြောင့်ကြောက်ကရောင်းနှမ်းဝင်လားအကျိုးမြတ်ရှိနိုင်လားတစ်ချက်ကြည့်ပြီးတော့မိတ်ဆွေတို့အကျိုးမြတ်ရှိနိုင်နေဆိုမှလုပ်ပေးတာပါမရှိဘူးဆိုရင်တော့မလုပ်ပေးဘူးပေါ့ဗျာမလုပ်ပေးဘူးဆိုတာဘာလို့မအောင်လက်ခလည်းကုန်တယ်ချိန်လည်းကုန်တယ်ငွေလည်းကုန်တယ်လူလည်းပန်းတယ်နော်အကျိုးမြတ်ရှိမှအလုပ်လုပ်ရတာလည်းတန်အောင်ဒါတစ္ဆာထုတ်ထားတဲ့ခြေနေဗျအဖြူလေးတွေလည်းပါလာတယ်ပါပါတယ်စီလမ်ဆိုကျိုးလည်းမထိုးရောင်လည်းမဆိုးဘာမှမပေါ့ဒီတိုင်းကဒီရောင်မြကာလာတော်တော်ရောက်တယ်ပြောရမှာဒါပေမဲ့အဖြူလေးတော့နည်းနည်းကွက်ချင်တယ်ဗျစိုက်ကြီးသွားတော့နိဖြူလေးတချို့ဟာလေးတွေတိတ်မပြောက်ချင်အသားမလျော်ဘူးဗျနေကုန်းခတန်တော့ရှိတယ်ဗျကာလာတော်တော်ရောက်ပြီးတော့အဖြူကွက်လေးတွေပေါ်လို့တာအသားလျော့တယ်လို့ထင်ရတာတကယ်မရောဘူးဗျကြောက်ကရောင်းပြီးသွားပါပြီဗျာဒီနေ့ထုတ်ပြီးနောက်ရက်ဝယ်နေကြကုန်တယ်စီကိုပဲတခါတည်းရောင်းပေးလိုက်တာပါကြည့်ရှုပေးလို့အားလုံးပဲကျေးဇူးထူးတင်ပါတယ်ဗျာ